ကျေနပ်စရာလူဘဝခုဘုန်းကြီးတို့တွေလူဘဝကိုရရှိထားကြပြီအသီးသီးငယ်တဲ့ပုဂ္ဂိုလ်ရောကြီးတဲ့ပုဂ္ဂိုလ်ပါဘဝတစ်ခုကိုရရှိထားကြသူတွေသာဖြစ်ကြကျေနပ်စရာကောင်းတဲ့ဘဝဖြစ်အောင်ဘယ်လိုလုပ်ကြမလဲဘဝတိုင်းဟာကျေနပ်စရာကောင်းရဲ့လားဆိုတာစဉ်းကျင်စဉ်းစားကြည့်ရမှာဖြစ်တယ်ခုလူဘဝရထားလို့ဘုန်းကြီးတို့ဆိုအသက်89နှစ်ထဲရောက်ပြီနော်ဘဝနေဝင်ချိန်လောက်ရောက်နေတဲ့အတိုင်းတာတစ်ခုပေါ့အဲ့လိုဘဝတစ်ခုရထားတဲ့အထဲမှာကိုယ်ဘဝမှာကျေနပ်စရာကောင်းတဲ့အလုပ်တွေဘာတွေလုပ်ပြီးပြီလဲကျေနပ်စရာလူဘဝဖြစ်ပြီလားလို့ဆိုတာပြည့်စုံတဲ့လူဘဝမဖြစ်သေးတောင်အတော်အသင့်ကျေနပ်စရာကောင်းတဲ့လူဘဝဖြစ်အောင်လူတိုင်းဖို့ဘယ်လိုနေမလဲဘဝဆိုတာဘာသာတရားနဲ့လည်းမဆိုင်ဘူးဘုန်းကြီးတို့တွေတချို့ဘာသာတရားတွေမှာအတိတ်ဘဝဆိုတာမရှိဘူးဒီဘဝပြီးရင်နောက်ဘဝဆိုတာလည်းမရှိဘူးလက်ရှိဘဝကလေးတစ်ခုကိုသာလက်ခံယုံကြည်တဲ့ဘဝဘာသာတရားတွေလည်းရှိတယ်ပေါ့ဘုရားဟောကြားတဲ့ဘာသာစကားအဆုံးအမတရားတွေထဲမှာဆိုရင်တော့တန်တရားနဲ့ကံကိုဟောထားတာဖြစ်သောကြောင့်ဒီဘဝမတိုင်ခင်ကလည်းဘဝရှိခဲ့တယ်ဒီဘဝပြီးရင်လည်းနောက်ဘဝတွေရှိအောင်မယ်ဆိုတာကိုဘုရားဘာသာဝင်တွေကတော့လက်ခံယုံကြည်ကြတယ်ဒီထဲမှာ materialist လို့ခေါ်တဲ့ယုတ်ဝါဒီသမားတွေကြတော့သိလို့ရှိရင်ဘဝဆိုတာမရှိတော့ပြတ်တယ်ဒါကအခုခေတ်မှာပေါ်တဲ့ဝါဒမဟုတ်ဘူးမြတ်စွာဘုရားနဲ့ခေတ်ပြိုင်ဟောပြောတဲ့အိန္ဒိယနိုင်ငံမှာပေါ်ထွန်းခဲ့တဲ့အဇိတကေတကမလာရဲ့ဝါဒဒီတိုင်းပဲဖြစ်တယ်ပေါ့သေတဲ့နောက်မှာဘာမှမဖြစ်တော့ဘူးသေရင်ပြီးတာပဲဆိုတဲ့ယာဝလဟာနံပဒါနံလူတွေရဲ့လှုပ်တဲ့အလုပ်တွေအားလုံးဟာသင်္ချိုင်းမှာအဆုံးသတ်တယ်ဒီလိုပဲသူတရားထဲမှာဒီလိုဟောလို့ရှိအဲ့တော့နောက်ဘဝဆိုတာမယုံကြည်ဘူးခဏခေတ်မှာလည်းအချို့ဘာသာတရားတွေရနောက်ဘဝဆိုတာမရှိဘူးအဲ့တော့ဗုဒ္ဓဘာသာမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုရရှိခံယူထားကြတဲ့လူသားတွေကတော့နောက်ဘဝဆိုတာကိုလက်ခံတယ်အဲ့တော့ယုံနာမယုံနာအပါထားအခုလက်ရှိဘဝမှာအကျိုးရှိအောင်ဘယ်လိုနေမလဲဒါအဖို့အရေးကြီးတယ်ပေါ့လက်ရှိဘဝမှာကျင့်တတ်အောင်ဘယ်ပုံနေရမလဲဘာဖြစ်လို့တော့ဆိုလို့ရှိရင်ဘာသာတရားတော်တော်များများဟာ way of life ဆိုဘဝရဲ့နေနည်းထိုင်နည်းတွေကိုပြောကြတာလားဖြစ်တယ်သို့တော်ထို့ပြောတဲ့အတိုင်းအကုန်လုံးမှန်ကန်မှုရှိသလားလို့ဆိုတာတော့အခြေအနေနဲ့အချိန်ခါကအဆုံးဖြတ်ပေးသွားမှာလားဖြစ်တယ်ပေါ့မိမိရဲ့အဆုံးအမတရားတွေလမ်းကြောင်းတွေဘလောက်မှန်တယ်မမှန်ဘူးဆိုတာဟာအခြေအနေကနေဆုံးဖြတ်သွားကြတာပဲဖြစ်တယ်ပေါ့။အမှန်အဖြစ်ကြည့်မယ်ဆိုလို့ရှိရင် way of life ဘဝမှာဘယ်လိုနေရမယ်ဆိုတဲ့ဆုံးမသွန်သင်ချက်တွေတော့ရှိကြတာရှိပဲ။အေးနောက်ဘဝမရှိဘူးဆိုရင်လည်းထားဒီဘဝမှာဘယ်လိုနေမလဲ။နော်နောက်ဘဝရှိတယ်ဆိုရင်လည်းနောက်ဘဝအတွက်ပါကောင်းအောင်ဒီဘဝဘယ်လိုနေမလဲဆိုတာကအရေးကြီးတယ်ပေါ့။အဲ့ဒါအရေးကြီးဆုံးပဲ။နောက်ဘဝရှိတာမရှိတာကိုလည်းသိတာမဟုတ်တော့ယုံကြည်မှုနဲ့လှုပ်ကြတာဖြစ်တယ်အဲ့တော့နောက်ဘဝရှိသူပဲဖြစ်ဖြစ်မရှိသူပဲဖြစ်ဖြစ်ကျေနပ်เสียဘဝတစ်ခုဖြစ်အောင်ဘယ်ပုံနေထိုင်မလဲဆိုတာဘုရားမြတ်စွာရဲ့အဆုံးအမတရားတော်တွေထဲမှာဟောပြောထားတာရှိတယ်